ကျွန်တော်နာမည်ရှောလမွန်လို့ခေါ်ပါတယ်ကျွန်တော်ရန်ကုန်အင်းစိန်ကပါဖျားခင်ကြီးတို့ကြောင့် MC မှာရောက်လာရင်းနဲ့ကျွန်တော်ညီကိုရီအားဖြစ်တဲ့နေရာရောက်ခွင့်ရလို့ဖျားကြီးတို့ချီးမွမ်းပါတယ်လို့နောက်ကျသွားတဲ့အတွက်လည်းအရင်စိတ်မကောင်းဖြစ်မိပါတယ်ဆိုတော့ဒီနေ့ကျွန်တော်အနေနဲ့ဝင်ရမယ့်နှုတ်ကပတ်တော်ကောင်းစဉ်ကတော့မင်္ဂလာရှိသောသူဖြစ်ပါတယ်ဆိုတော့နှုတ်ကပတ်တော်ရဲ့ခဏလေးဆွတောင်းချင်ပါတယ်သခင်ဖျားကျေးဇူးတင်တယ်ကိုရီနာမတော်ကိုချီးမွမ်းတယ်ဂရမှုတော်မှာပေါဝင်ခွင့်ရပြီးဤနေရာမှာကိုရောပို့ဆောင်ပြီးတော့ကြောင့်ကျေးဇူးတင်ပါတယ်ကိုရောရေးသားထားသောနှုတ်ကပတ်တော်ကိုကိုရောပြောစီလွယ်တိုင်းပြောရသောအခွင့်ကိုပေးသနာတော်မူပါဂျာယတ်နှလုံးသားထဲမှာတိဆောက်ခြင်းဝိညာဉ်တော်ဘုရားကိုရောသာတတ်နိုင်တဲ့အရာဖြစ်ပါတယ်အချိန်တိုင်းနဲ့တတ်တာအားလုံးကိုယေရှုဖျားနာမနဲ့ဆက်ကအနံဆုတောင်းပါတယ်ဖျားသခင်အာမင်ကျွန်တော်ထပ်ပြောချင်ပါတယ်ဒီနေရာကိုရောက်ရတာကျွန်တော်တို့အရင်ဝမ်းသာပါတယ်လို့ဆိုဖျားကျတော့ချီးမွမ်းပါတယ်ကျွန်တော်ကိုနော်ရင်းနဲ့လည်းတွေ့ရလို့ဝမ်းသာပါတယ်လို့မမျှော်လင့်ထားဘူးပါနော်ဟုတ်ကဲ့ပါကျွန်တော်တို့အိမ်မှာနေခဲ့တာပေါ့နော်ကျွန်တော်ကြီးတော့ချီးမွမ်းပါတယ်အဲ့တော့ကျွန်တော်ယောမအခန်းကြီး၄ငယ်၄၅၆ကိုကျွန်တော်ဖတ်ချင်ပါတယ်ကျွန်တော်တွေ့အားလုံးတို့ကဖတ်ရအောင်ယောမအခန်းကြီး၄ပိုင်းငယ်၄ကနေပြီးတော့မှကျွန်တော်တို့၈ထိအတူကဖတ်ရအောင်အကျင့်ဆိုယောမခန်းကြီး6မှာမင်္ဂလာရှိသောသူကိုကျမ်းစာကအတိအကျဖော်ပြတယ်ဒီမင်္ဂလာရှိခြင်းကိုဘာနဲ့တွဲပြီးဖော်ပြလဲဆိုတော့ထာဝရဘုရားအပြစ်တင်တော်မူခြင်းနဲ့လွတ်သောသူဟာမင်္ဂလာရှိတယ်လို့ပြောတာဖြစ်တယ်ဘုရားသခင်ရှေ့မှာအပြစ်တင်ခြင်းအပြစ်လွတ်ခြင်းကိုခံရသောသူသည်မင်္ဂလာရှိတယ်တဲ့ဆိုဘယ်သူကဘုရားသခင်ရှေ့မှာအပြစ်လွတ်ခြင်းရှိလဲလို့ကျွန်တော်တို့ကြည့်တဲ့အခါမှာဘုရားသခင်ရှေ့မှာလူရဲ့လှုပ်ဆောင်မှုအားဖြစ်တော့ဘယ်သူမှအပြစ်မလွတ်နိုင်ဘူးလူချင်းတော့တယောက်နဲ့တယောက်တော့နင်းထက်ငါကောင်းတယ်ပြောလို့ရတာပေါ့နင်းထက်ငါတာတယ်ပြောလို့ရတာပေါ့လူချင်းတော့ပြောလို့ရတယ်လောကမှာသူတော်ကောင်းလို့ခေါ်မှုတွေရှိတယ်အဲ့ဒါကလူကိုပြန်ခေါ်တာဒါပေမဲ့အဲ့သူတော်ကောင်းတယောက်နဲ့တယောက်မတူဘူးဗုဒ္ဓဘာသာမှာဗုဒ္ဓဘာသာသူတော်ကောင်းရှိတယ်ဟိန္ဒူမှာဟိန္ဒူဘာသာမှာသူတော်ကောင်းရှိတယ်ထိုနည်းတူပဲမွတ်စလင်မှာလည်းမွတ်စလင်ဘာသာမှာသူတော်ကောင်းရှိတယ်ဆိုတော့သူတို့ဘာသာတရားရဲ့အကျင့်ကိုကျင့်တဲ့အပေါ်မှာအဲ့ဒီဘာသာတရားကခေါ်တဲ့အခေါ်ဝေါ်သူတော်ကောင်းဆိုတာတနည်းအားဖြင့်ပြောရင်လူကလူကိုခေါ်ဝေါ်တဲ့လူကလူကိုသတ်မှတ်တဲ့သတ်မှတ်ခြင်းဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ရဲ့ရှေ့မှာတဲ့ဖြောင့်မတ်တော်သူမရှိတယောက်များမရှိဖြစ်တယ်ဆောင်းမွေးပွဲ၅ဘာသာကြားတဲ့သူနဲ့တစ်ဘာသာကြားတဲ့သူကတော့၅ဘာတစ်ဘာသာကြားတဲ့သူကတော့၅ဘာသာကြားတဲ့သူပြောမှာပေါ့ငါမင်းထက်ပို့ပြီးတော့မှတော်တယ်ပြောလို့ရတယ်သူကတစ်ဘာသာပဲကြားတာဟုတ်ဟိုက၅ဘာသာကြားတာဒါပေမဲ့ဆရာမရှိမှနှစ်ယောက်လုံးကြားတယ်တရား9နိုင်ကျင့်တဲ့သူနဲ့1နိုင်ကျင့်တဲ့သူ9နိုင်သမားပြောမှာပေါ့ငါမင်းထက်ပိုကောင်းတယ်ပြောမှာပေါ့ပတ်ဝန်းကျင်ကလည်းပြောမှာဖြစ်တယ်ဒါကလူတွေကမိမိရဲ့အချင်းပေါ်မှာတရားပြောကြတဲ့အရာဖြစ်တယ်ဒါဘုရားသခင်ပြောတဲ့စကားကတော့အတီးပဲဖြောင့်မတ်တော်သူမရှိတယောက်တော့မရှိဘူးတဲ့ဒါဆိုကိုယ့်ကိုပါတယ်လို့စဉ်းစားနေကြရမလို့တော့တယောက်တော့မရှိဘူးလို့ပြောတယ်အဲ့တော့ဒီတယောက်တော့မရှိကျွန်တော်ပြည့်ညက်တရားအဖြစ်စ조사မယ်ဆိုရင်ရောမမှာပြည့်ညက်တရားအဖြစ်လဲဖြောင့်မတ်ရသူရောက်နိုင်စရာအကြောင်းလုံးဝမရှိဘူးရောမအခန်းကြီး3အပိုက်ငယ်20မှာထို့သောပြည့်ညက်တရားသည်ဒုစရိုက်အပြစ်ကိုထင်ရှားစေသည်သာဖြစ်သောကြောင့်ပြည့်ညက်တရား၏အကျင့်အဖြစ်ဖျားသခင်ရှေ့တော်၌အဘယ်သူမျှဖြောင့်မတ်ရာသို့မရောက်ရဒီစကားပြည့်ညက်တရားကိုပေးတယ်ဖျားသခင်ကိုယ်တိုင်ကပြောနေတာအခြားသူပြောနေတာမဟုတ်ပြည့်ညက်တရားကိုပေးတဲ့ဖျားကကိုယ်တိုင်ဘာပြောလဲပြည့်ညက်တရားအားဖြင့်ဘယ်သူမှဖြောင့်မတ်ရာမရဘူးတဲ့အခြားလူပြောတာမဟုတ်နော်ပြည့်ညက်တရားရဲ့အရှင်ဖ
ပြည့်ညက်တရားကိုပေးတဲ့ဖေဟာမောရှေအဖြစ်ပြည့်ညက်တရားဖြစ်လာပြီမဲ့ပြည့်ညက်တရားကမောရှေကြောင့်မောရှေအဖြစ်ဖြစ်တာမောရှေလောက်တာမဟုတ်ဖေဟာခင်ပေးထားတဲ့အရာဒါပေမဲ့အဲ့တရားအဖြစ်လူတွေမဖြောင့်မတ်နိုင်ဘူးတဲ့ဘာသာတရားနဲ့ပြည့်ညက်တရားနဲ့မတူဘူးဘာသာတရားကလူတွေကသတ်မှတ်တာလူချင်းသတ်မှတ်တဲ့အရာလူကဖန်တီးတဲ့အရာပြည့်ညက်တရားကဖေဟာကမောရှေကိုပေးထားတဲ့အရာမတူဒါပေမဲ့အဲ့ဒီပြည့်ညက်တရားအဖြစ်လည်းမဖြောင့်မတ်နိုင်ဘူးမဖြောင့်မတ်နိုင်ဆိုမဖြောင့်မတ်နိုင်ဘူးဆိုအပြစ်ရှိတာပြောတာအပြစ်မလွတ်နိုင်ဘူးလို့ဆိုလိုတာဖြစ်တယ်ဒါမှမဟုတ်အပြစ်လွတ်ခြင်းမရှိတဲ့သူဟာလောကမှာဘလောက်ပဲချမ်းသာနေပါစေဘလောက်ပဲကြွယ်ဝနေပါစေဘုရားသခင်ရှိမှမင်္ဂလာမရှိဘာကြောင့်လဲကျွန်တော်ကြည့်အောင်ဗျာဒိတ်ကျမ်းခန်းကြီး20အပိုင်ငယ်10ကိုဖတ်ကြည့်အောင်ဗျာဒိတ်ခန်းကြီး20အငယ်10မှာဗာရေးထားလဲကျွန်တော်ဖတ်ပြခြင်းနဲ့ကျွန်တော်ကလည်းဆိုပေးပါလားသူတို့ကိုလက်ဖြားသောမာနကိုလည်းတားရဲနဲ့မိစ္ဆာပရောဖက်ရှိဟာကဲ့နဲ့ရောတော်သောမိယိုင်ထဲသို့ချပစ်လင်သူတို့သည်နေ့ညမပြတ်ကဘာအဆက်ဆက်ပြင်းစွာသောဝေဒနာကိုခံရကြလက်တံအဝန်းကြနော်လောကမှာခေါင်းကိုင်းနေစေးတောက်လိုက်ပျောက်သွားနိုင်မကျမ်းမိုင်ဆရာဝန်ကုလို့ပျောက်သွားနိုင်အကျွေးရှင်ဆက်လို့ခြေသွားနိုင်ဒါမဲ့တမလွန်ရဲ့တစ်ဖက်မှာခံရမယ်အဖြစ်စင်ချင်းဆိုတဲ့ငရဲမှာခံရမယ့်ຢာကစေးတောက်ပျောက်တဲ့ခေါင်းကိုက်ခြင်းနဲ့မတူထောင်ကျရင်ပြန်လွတ်နိုင်တဲ့နေရာမျိုးမဟုတ်ကဘာအဆက်ခံရမယ့်ຢာဖြစ်တယ်အာမင်ကျွန်တော်လောကမှာလူတွေကစားဖို့နဲ့နေဖို့အတွက်ဝတ်ဖို့အတွက်ပူကြတယ်မှန်တယ်လူမိုင်စားဖို့နေဖို့လိုတယ်ဒါပေမဲ့စားနေုံဝတ်နေုံနေုံနဲ့ကျွန်တော်ရဲ့ဘဝကမပြီးသွားသေးဘူးကျွန်တော်ကဒီလောကကြီးကနေတေချင်းတရားရဲ့တစ်ဖက်မှာနောက်ထပ်အသက်ရှင်မှသူတွေဖြစ်တယ်ဒါဘာသာတရားနဲ့မဆိုင်ဒါဟာလူမျိုးနဲ့မဆိုင်ဆိုတော့အဲ့တမလို့မှာခံရမယ့်ငရဲဟာ sorry လို့ပြောလို့ရတဲ့နေရာမျိုးမဟုတ်တေပြီးနောက်ရွေးချယ်ခွင့်လုံးဝမရှိတော့ဒီနေ့ကျွန်တော်ဘာအတွက်ပူပန်နေကြလဲစားဖို့အတွက်ဝတ်ဖို့အတွက်ပဲပူပန်နေကြတကယ်တမ်းပူပန်ဖို့လိုတာတမလို့မှာခံရမယ့်ထာဝရငရဲအတွက်ဖြစ်တယ်အချိန်မြင့်ရောက်သွားနိုင်အချိန်မြင့်ရွေးရောက်သွားနိုင်ဘယ်သူကပို့မှာလဲတေချင်းတရားကပို့မှာဖြစ်တယ်အသက်ရမီတေချင်းနိုင်တေးနိုင်တေချင်းတရားဖိတ်စာပေးပြီးလာတာမဟုတ်ကျွန်တော်အစင်းသင်းဖြစ်ပြီလားကျွန်တော်စဉ်းစားဖို့လိုတယ်ကိုယ့်တက်ကိုမပိုင်ဘူးကိုမွေးတဲ့ကလေးတော်မှာဘယ်နဲ့တင်မလဲကိုမသိဘူးပြောချင်တာကိုမပိုင်ဘူးလို့ပြောချင်တာအသက်သေးဆုံးမှနောင်နာရလို့မရတော့တထေးကြီးနဲ့လာစုကြီးကတထေးကြီးကပြောတယ်ကျွန်တော်ညီကိုကြီးကျန်သေးတယ်တော့ပြောပေးပါလာစုကြီးကိုတော့ပြောခိုင်းပေးပါတည်တဲ့သူတွေကိုအလုတ်ခိုင်းတယ်လို့ဘုရားဘယ်တော့မှမလုပ်ဘူးအသက်ရှင်တော်သူတော်ဘုရားသခင်ခိုင်းတယ်ဒါဒါဝိဒ်ကဘာပြောလဲကိုရောကျွန်တော်တည်သွားရင်ဂျေဇုတော်ကိုဘယ်လိုပေါ်ပြလို့ရမှာလဲဒါကျွန်တော်ရဲ့ခက်ခဲတွေကိုချီးမွမ်းစရာဖို့ကျွန်တော်ကိုကောင်းကြီးပေးတော်မူပါအသက်ရှင်ခြင်းမှာအာမင်ဆိုတတိကြီးကမာမန်သိပြီမဲ့နောင်တရလို့မရတော့နောင်တရပြီမဲ့အကျုံးမဝင်တော့ရွေးချယ်ခွင့်မရှိတော့ဒီနေ့အသက်ရှင်ခြင်းထဲမှာကြီးမားသောအရာကတင့်တမလွန်အတွက်ရွေးချယ်ခွင့်ကိုတမိုးထားစုပ်ကင်တာပါတို့ကျွန်တော်လောကမှာဘလောက်ပဲချမ်းသာနေပါစေဘလောက်ပဲကြွယ်ဝနေပါစေအပြစ်လွတ်ခြင်းမရှိတဲ့သူဟာငရဲမှာထာဝရခံရမယ့်သူဖြစ်သောကြောင့်ဖျားသခင်ရဲ့အမြင်မှာအပြစ်မလွတ်ခြင်းမရှိတဲ့အဆိုးတော်အပြစ်လွတ်ခြင်းမရှိတဲ့သမရအပြစ်လွတ်ခြင်းမရှိတဲ့တထေးဖျားသခင်ရှေ့မှာမင်္ဂလာမရှိဘူးဘာကြောင့်သူဒီထာဝရငရဲမှာစာတန်မာနဲ့တူထာဝရခံရမယ့်သူဖြစ်သောကြောင့်ဖြစ်တယ်ကြိုက်တဲ့လောက်ဆွေးကြိုးကြီးတွေဝတ်ထားကြိုက်တဲ့လောက်အောင်မြင်မှုတွေရနေပါစေမင်္ဂလာလုံးဝမရှိဘူးဒီနေ့သင်နဲ့ကျွန်တော်ဟာအကျင့်ကြောင့်မရနိုင်တဲ့အပြစ်လွတ်ခြင်းထောင်ရငယ်ကလွတ်မြောက်ခြင်းဘာသာတရားပြည့်ညတ်တရားနဲ့မလွတ်မြောက်နိုင်တဲ့အဲ့ဒီအပြစ်လွတ်ခြင်းကိုအကျင့်ကိုမကြည့်ဘဲနဲ့တဲ့ပြီးတယ်ဟာလေလုယာအာမင်ခုနယောမခန်းကြီးဘလောက်မှာလဲ၄မှာဘာကိုမကြည့်ဘဲနဲ့လဲ
ကျွန်တော်ရဲ့အကျင့်ကိုမကြည့်ဘဲနဲ့တဲ့ကျွန်တော်ရဲ့အပြစ်တွေအသေးခံတော်မူသောခရစ်တော်အားဖြင့်ဟာလေလုယာအာမင်ကျွန်တော်ရဲ့အကျင့်ကိုမကြည့်ဘူးအကျင့်ကိုကြည့်ပြီးရနိုင်စရာအကြောင်းမရှိတဲ့ကျွန်တော်တို့ကိုခရစ်တော်အားဖြင့်ပေးလိုက်တယ်ထိုခရစ်တော်ကိုယုံကြည်သောသူသည်အပြစ်လွတ်ခြင်းမင်္ဂလာကိုခံရတယ်တဲ့အဲ့ဒီလိုအပြစ်လွတ်ခြင်းခံရသောသူသည်ဘာရှိသောသူလဲမင်္ဂလာဘာလဲမင်္ဂလာရှိတယ်ဘယ်သူကပေးတဲ့မင်္ဂလာလဲဆိုတော့ဖခင်ကပေးတဲ့မင်္ဂလာယုံတဲ့နေ့မှာအပြစ်လွတ်ခြင်းမင်္ဂလာမနှက်ပြန်ပါလဲမင်္ဂလာတည်ခံနေ့မှာလဲတည်ပြီးတဲ့နောက်မှာလဲဘယ်တော့မှမဖောက်ပြန်သောမင်္ဂလာဖြစ်သောကြောင့်သူ့ကိုထာဝရမင်္ဂလာလို့ခေါ်တယ်အာမင်တည်ခြင်းရဲ့တစ်ဖက်ကိုပါမင်္ဂလာရှိစေတာဒီနေ့ကျွန်တော်မိဘတွေသားသမီးရဲ့ဘဝအတွက်စိုးရင်ကြတယ်ပြင်ပန်းကြတယ်ကျောင်းရထားပြီးပညာသင်ပေးကြတယ်ဆင်းရဲမှာဒုက္ခရောက်မှာကြောက်တယ်အဲ့ဒါထက်အရေးကြီးတာအပြစ်လွတ်ခြင်းမရှိငရဲမှာထာဝရအဲ့ဒါပိုကြောက်စရာကောင်းတယ်အဲ့တော့မိဘတွေသားသမီးတွေကိုပညာသင်ပေးရုံနဲ့ကျွေးမွေးရုံနဲ့တောင်းဝန်ကြည့်ရမကင်နိုင်ပါနဲ့သူတို့ရဲ့အသက်ဝိညာဉ်ခေတင်ချင်းရဖို့အတွက်မိဘမှာပထမဆုံးတောင်းဝန်ရှိတယ်အာမင်အဲ့တော့အပြစ်လွတ်ခြင်းရှိတော်သူတွေမင်္ဂလာအကျဉ်းကြောင့်ရတာမဟုတ်ဘူးဘုသူအားဖြင့်လဲယေရှုအားဖြင့်ဖြစ်တယ်ဒီနေ့ယေရှုကိုယုံကြည်တဲ့သူဟာထာဝရမင်္ဂလာဆိုတဲ့အပြစ်လွတ်ခြင်းကိုရရှိတယ်ယေရှုခရစ်တော်လက်အားဖြင့်ဆိုတော့ဒီမှာရှိတဲ့သူတွေရဲ့ရရှိတဲ့မင်္ဂလာဟာကားတွေအသိရလို့အိမ်တွေအသိရလို့ရရှိတဲ့မင်္ဂလာမျိုးမဟုတ်ဘူးဥစ္စာကြောင့်ရတဲ့မင်္ဂလာမဟုတ်ဘူးခရစ်တော်ရဲ့အသွေးတော်ကြောင့်ထာဝရတည်တဲ့အပြစ်လွတ်ခြင်းမင်္ဂလာဖြစ်ပါတယ်အာမင်တော့သင်ပေးနာလူကိုပြောလိုက်ပါသင်မင်္ဂလာရှိတယ်အာမင်လဲပြီးမှလွယ်တဲ့ဆွဲကြိုးကြောင့်မဟုတ်ဘူးအိမ်မှာရှိတဲ့ကားကြောင့်မဟုတ်ဘူးဘာကြောင့်လဲယေရှုရဲ့အသွေးတော်အပြည့်ဖြစ်တယ်အာမင်ဒီမှာကျမ်းမိုင်မကောင်းတဲ့သူတွေရှိကောင်းရှိမယ်အိမ်တော်ရင်အခက်ခဲရှိသူရှိကောင်းရှိမယ်အလောက်ကအခက်ခဲရှိသူရှိကောင်းဒါပေမဲ့သင်မင်္ဂလာရှိတယ်မဖောက်ပြန်သောမင်္ဂလာမပြည့်စည်တတ်သောမင်္ဂလာထာဝရတည်သောမင်္ဂလာဟာလေလုယာကိုလှုပ်ဆောင်လို့ရတာမဟုတ်ဘူးကိုတော်လှုပ်ပေးထားလို့ရတာကိုအားဖြည့်ရတာမဟုတ်ကိုရောအားဖြည့်ရထားတာဒါကြောင့်မို့ကိုရောကိုကျေးဇူးတင်စရာကောင်းတယ်ဘာလဲအပြည့်လွတ်ခြင်းတယေရှုခရစ်တော်လောကတိုင်းမှာအသေးခံပေးတဲ့အရာကသင်နဲ့ကျွန်တော်ရဲ့အပြစ်အတွက်ကိုယ်စားလှုပ်ဆောင်ပေးတဲ့အရာဖြစ်တယ်အဲ့ဒါကိုလက်ခံတဲ့ခြင်းဟာယေရှုရဲ့လှုပ်ဆောင်ပေးမှုကိုလက်ခံခြင်းဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မို့ယောမအခန်းကြီး9အငယ်9မှာအသွေးတော်အပြည့်ဖြောင့်မတ်ရာသို့ရောက်တယ်ဘာဖြစ်လဲတော့သင်ဒီယခုဘာလို့လူလဲဖြောင့်မတ်တော်သူဟာလေလုယာသင်ဒီယခုဘာလို့လူလဲဖြောင့်မတ်တော်သူပြောကြည့်အောင်ဘာလို့လူလဲအိမ်ကထမင်းခိုးစားတာလဲသတိရလိုက်ပါဦးသူများအတင်းပြောခဲ့တာလဲသတိရပါတယ်သူများမကောင်းပြောတာလဲရှိကောင်းရှိနိုင်တယ်အဲပြောကြည့်အောင်ငါသည်ဖြောင့်မတ်တော်သူဘယ်အပေါ်မှာပြောတာဖတ်ကြည့်အောင်ယောမခန်းကြီး9ငယ်9ယောမ9 9အပြစ်ငရဲအတိကြပါရဲ့နော်အပြစ်ငရဲမှာကယ်လွတ်ခြင်းခံမတာ၍ပါဖြစ်လေညှော်လင့်စရာရှိတယ်တဲ့ဘာဖြစ်ဖြောက်မှတ်သွားပြီလဲအသွေးတော်ပဲဖြောက်မှတ်တော့သူမရှိဟာအဲ့ကျမ်းပိုင်းနဲ့ဒီကျမ်းပိုင်းနဲ့မတူဘူးထင်တယ်တူလားဖြောက်မှတ်တော့သူမရှိတရားများမရှိဆိုတာကပြည့်ညတ်ယေရှုခရစ်တော်အသေးခံခြင်းမတိုင်ခင်မှာပြည့်ညတ်တရားပေါ်မှာပြောတဲ့ကျမ်းပိုင်းဖြစ်တယ်ဒီနေ့အသွေးတော်ပဲဖြောက်မှတ်တော့ယေရှုခရစ်တော်အသေးခံတဲ့အသွေးတော်မှာပြောတဲ့ကျမ်းပိုင်းဖြစ်တယ်အာမင်အချို့ယုံကြည်သူတွေအမြဲတမ်းဖြောက်မှတ်တော့သူမရှိတရားမှမရှိဆိုတော့ဟောပြီးတော့မှကိုယ့်ကိုကျင့်နေကြတယ်မဖြောက်မှတ်တာရတယ်ကောင်းတယ်အဆင်ပြေတယ်လေကျွန်တော်ဖြောက်မှတ်တော့သူမရှိဆိုတော့ငါလည်းမဖြောက်မှတ်တာဘာဖြစ်လဲပေါ့ဟိုအပြည့်ညတ်တရားပေါ်မှာပြန်သွန်သင်တာစာလမာပြောကျမ်းပိုက်ကိုဟေဘဲမှာပြန်ပြောထားတာတိကျပြန်လေ့လာဖို့လိုအပ်တယ်ဘယ်ကျမ်းပိုက်ကဘယ်ချိန်မှာဘာကြောင့်ဘု து ကိုပြောတာလဲဆိုတာကို context ကိုသိကြသိရတဲ့အခါမှာပို့ပြီးရှင်းလင်းသွားစေတယ်ဟာလေလုယာအသွေးတော်ပဲဖြောက်မှတ်သွားအတိအကျပြောတယ်အပြည့်ငရဲမှာကဲလွတ်ချင်းခံရသူပြည့်တဲ့ကဲတင်ချင်းလဲဆိုတော့ဖျားပြည့်တဲ့ကဲတင်ချင်းဘု து နီလန်နဲ့ရလားဖျားနီလန်နဲ့ရလားဒီနေ့ကျွန်တော်ငရဲကလွတ်တယ်ဆိုတော့ကျွန်တော်ဘေးနာလူကကျွန်တော်လာပြောတာမဟုတ်ကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းပြီးကားလိုက်မှာအတိတ်ကနေခရစ်တော်ကိုယ်တိုင်ကပြောတဲ့စကားဖြစ်တယ်ငါ့ကိုယုံကြည်တော်သူသည်
ဒါမှကယ်တင်ခြင်းနဲ့ပတ်သက်လာရင်ယေရှုကိုယုံကြည်တဲ့အခါမှာကယ်တင်ခြင်းရပြီဆိုတာကိုစိတ်ချဖို့လိုတယ်အဲ့ဒီစိတ်ချမှုကိုငါဆုတောင်းငါကယ်တင်ခြင်းရတော့လေငါခန္ဓာကြီးကတုံလာတာငါအသားတွေကလည်းအေးလာတာငါလေးအယံဝမ်းနေလာတာငါလေးအယံပျော်လာတာငါလေးအယံငိုကျင်လာတာကြားဘူးပါသလားဒီတက်တည်ခံချက်ကြားဘူးပါသလားကြားပါပြောချင်တယ်ကယ်တင်ခြင်းနဲ့ပတ်သက်လာရင်စိတ်ချတဲ့အခါမှာငါကယ်တင်ခြင်းရတဲ့အခါမှာဘလို့ခံစားခဲ့ရလဲဆိုတဲ့အပေါ်မှာကယ်တင်ခြင်းစိတ်ချမှုကိုတည်ဆောက်ဖို့မဟုတ်ဘူးအဲ့ဒါလူတူးတယောက်နဲ့ပဲဆိုင်တယ်သူနဲ့သာမှန်ပါစေကျွန်တော်မားတယ်မပြောနိုင်သူနဲ့ဆိုင်တယ်ဒါပေမဲ့ငါကယ်တင်ခြင်းရတယ်ဆိုစိတ်ချမှုကိုငါဘလို့ခံစားရလိုက်ရလို့ရတယ်ဆိုလို့ယုံဖို့မဟုတ်ဘဲနဲ့ယေရှုကိုယုံကြည်တော်သူဒီတိမ်လုံးတော့လဲရှင်းလိုက်ပြီအင်္ဂလိပ်တရားပြကယ်တင်ခြင်းရတယ်လို့ဖခင်ပြောတဲ့စကားအပေါ်မှာစိတ်ချထားဖို့လိုအပ်တာဖြစ်တယ်အာမင်ငါဘလို့ခံစားလိုက်ရလို့ကယ်တင်ခြင်းရသွားတာမဟုတ်ဘူးကျမ်းစာကယေရှုကိုယုံကြည်ရတယ်ဆိုရယ်ဖခင်စကားပေါ်မှာစိတ်ချဖို့ရန်အတွက်ဖြစ်တယ်အာမင်ဘသူပေးတဲ့ကယ်တင်ခြင်းလဲဆိုတော့ဖခင်ပေးတဲ့ကယ်တင်ခြင်းကယ်တင်ခြင်းရအကြောင်းကိုသိပြီးမှသိတာမဟုတ်ဘဲနဲ့မသိခင်မှာသိနိုင်တယ်ကောရိန္သုခန်း15အပိုင်းငယ်1ကနေ3မှာထိုအင်းဝင်နှစ်ကဖတ်ငယ်နှစ်မှာဖတ်ကြည့်ရင်ထိုအင်္ဂလိပ်တရားကိုအကျိုးမဲ့မယုံမဲ့စိတ်ဆွဲလန်းလင်းထိုအင်္ဂလိပ်တရားအားဖြစ်ပါရလဲကယ်တင်ခြင်းရတယ်ဟာလေလုယာဒီနေ့ထိုအင်္ဂလိပ်တရားအဖြစ်ကယ်တင်ခြင်းရတယ်အပြစ်လွတ်ခြင်းခံစားရအဲ့တော့ကျွန်တော်တို့ဘာရှိတော်သူတွေလဲမင်္ဂလာရှိတော်သူကြိုက်တဲ့တည်ခြင်းမျိုးနဲ့တည်ပါကျွန်တော်ရဲ့မင်္ဂလာမပြည့်စည်သွားဘူးထာဝရမင်္ဂလာတည်ပြီးတဲ့နောက်မှာတော့ဘာရှိလဲမင်္ဂလာရှိတယ်ကျွန်တော်မိဆုံးတဲ့အခါမှာကျွန်တော်လက်ပေါ်မှာဆုံးနေစဉ်းစားတယ်ဟာငါမိဆုံးသွားပြီငါမိဘာလုပ်ခဲ့လဲငါမိကဘာတူလဲကျွန်တော်မစဉ်းစားဘူးငါမိယေရှုကိုယုံကြည်ခဲ့လားဒါပဲစဉ်းစားတယ်အဲ့ဒါကိုသူ့ရဲ့တည်ခြင်းကိုမင်္ဂလာဖြစ်စေတဲ့တခုတည်းသောအရာဖြစ်တယ်အာမင်ဒီနေ့ယေရှုကိုယုံကြည်ခြင်းဟာထာဝရမင်္ဂလာဖြစ်တယ်ဒါမှကျွန်တော်ရဲ့ယေရှုကိုယုံကြည်တဲ့အခါမှာငရဲကလွတ်မြောက်သွားတယ်ဖခင်သားဖြစ်သွားတယ်ဖခင်နဲ့အတူရှိသွားတယ်ဒါပေမဲ့တတိယစီခြင်းနဲ့ကျွန်တော်တို့ရလိုက်တဲ့ကယ်တင်ခြင်းဟာလက်မှတ်လေးတစ်ခုမဟုတ်ဘာမဟုတ်လဲလက်မှတ်လေးတစ်ခုမဟုတ်ဘူးဥမာနော်လက်မှတ်လေးတစ်ခုမဟုတ်စာရွက်လေးတစ်ခုမဟုတ်ကျွန်တော်ရကဲမောင်ဘသူငရဲကလွတ်ပြီးလင်းစီလက်မှတ်လို့ကားစီလက်မှတ်လို့အဲ့လိုလက်မှတ်မဟုတ်ဘူးကျွန်တော်တို့ရလိုက်တဲ့ငရဲကလွတ်ယုံတာမကငရဲကလွတ်စေတဲ့ကယ်တင်ရှင်တင့်နှလုံးသားထဲမှာရောက်လာတာဖြစ်တယ်ဟာလေလုယာသူဒီအသက်ရှင်တော်ဘုရားဖြစ်တယ်တင်းရဲ့ခန္ဓာကိုယ်ဗိမ္မာန်တော်လို့သုံးတယ်ငါတိဆောက်မယ်၃ရက်နဲ့ငါတိဆောက်မယ်အဲ့တော့ငါမကယ်တင်ခြင်းရပြီးသွားပြီဆိုတော့ကယ်တင်ခြင်းလက်မှတ်နဲ့ငါငရဲကလွတ်ပြီးဆိုမှတယောက်တည်းလျှောက်သွားတယ်မဟုတ်ကျွန်တော်တို့ရလိုက်တဲ့ကယ်တင်ခြင်းကကယ်တင်တဲ့အရှင်မှာရသွားတာဖြစ်တယ်ငါဒီတင်းတို့ခံပါအသွေးနဲ့အဖိုးပေးပြီးရွေးဝဲတယ်ပြောကြည့်အောင်အသွေးနဲ့အဖိုးပေးပြီးရွေးဝဲတယ်တင်းကိုဘယ်သူပိုင်လဲအာမင်တင်းရဲ့ခန္ဓာကိုယ်ကဘယ်သူရဲ့ဗိမ္မာန်လဲဆိုတော့ဖခင်သခင်ရဲ့ဗိမ္မာန်ဒါနဲ့တင်းရဲ့ခန္ဓာကိုယ်ကမကောင်းတာတွေအများကြီးရှိတယ်ညှဉ်းညူးတာတွေအများကြီးရှိတယ်ချစ်တော်မိတ်ဆွေတင်းခန္ဓာကိုယ်ဒီဖခင်ရဲ့ဗိမ္မာန်ဖြစ်တယ်ငင်းခုံရမရှိငင်းခုံလို့မရဘူးဖခင်သခင်ကိုယ်တိုင်ပြောတာဖြစ်တယ်ဒီနေ့ယေရှုကိုယုံကြည်တဲ့အခါမှာငရဲကလွတ်မြောက်ယုံတာမကတည်ခြင်းကနေထမြောက်တဲ့ထိုဖခင်သည်တင်တဲ့သူရှိတော်ဖခင်ဖြစ်တော့သူ့နာမည်ကိုအေမာနွေလလို့ခေါ်တဲ့ဖခင်ဖြစ်တယ်ဟာလေလုယာတင်တဲ့အတူရှိတယ်ဒီမှာဝိညာဉ်ရဲ့မှာအားနည်းသူတွေအများကြီးရှိနိုင်တယ်ဒီခါတည်းမှာအားနည်းမှုတွေရှိတယ်ဒီမှာလို့ဖျားကြောင့်ပြန်ရောက်လာတယ်ဖျားနဲ့ပြန်ပြီးနီးစပ်လာတယ်တင်ပြန်စူးစမ်းလို့လားမဟုတ်ဘူး The Lord is my shepherd လို့ပြောတဲ့ဖျားသည်ကျွန်တော်တိုးထိန်တင်းကိုထိန်နေတော်သူရှိတယ်အာမင်တင်းကိုထိန်နေတဲ့သူမရှိရင်ဖျားထက်ပြန်လာလို့မရနိုင်တင်းကိုထိန်နေတဲ့သူမရှိတော့အပြစ်ထက်ကတင်လွတ်မြောက်လာစရာအကြောင်းမရှိဘူးထိုဖျားသခင်အသက်ရှင်တဲ့တင်းရဲ့သခင်ဖြစ်တယ်ဟာလေလုယာဝိညာဉ်ကမကြော်မျောလင်းစရာရှိတယ်တင်အားနေတဲ့ခါမှာကျွန်တော်တကယ်မျောလင်းတယ်တင်ပြန်ပြောင်းလဲလာဖြောင်းမတော်သူဒီခုနှစ်ကြိမ်လဲတော့လဲပြန်ထမယ်ဒါပေမဲ့လဲတိုင်းကောင်းတာမဟုတ်ဘူးနော်လဲရင်လဲတဲ့အဖို့ခါစိုက်တီတိုင်းရရပြန်တော့ထမယ်ပြန်တော့ထမယ်ဘယ်သူကြောင့်လဲ The Lord is my shepherd တိုးတင်းပြတဲ့သခင်ကြောင့်တင်ပြန်ထလာမှာဖြစ်တယ်အာမင်ထိုသခင်သာမရှိဘူးဆိုရင်တင်းဒီမကြည့်ထွားလာနိုင်ဒီနေ့ကျွန်တော်ယုံကြည်ခြင်းတွေဟာအလိုလိုကြည့်ထွားနိုင်မှာမဟုတ်ဘူးထိုသခင်နဲ့သွားလာခြင်းအဖြစ်ကြည့်ထွားလာမှာဖြစ်တယ်ထိုသခင်ရဲ့ပြုပြင်ခြင်းကြောင့်ကြည်ထွားလာမှာဖြစ်တယ်ထိုသခင်မပါဘဲနဲ့ဘယ်လုံးမှမကြည်ထွားနိုင်ဘူး
ဒါမှယေရှုခရစ်တော်ကိုယုံကြည်ပြီးသွားတဲ့အခါမှာသင်ဒီမင်္ဂလာရှိတော်သူဖြစ်တယ်တနည်းအားဖြင့်အပြစ်လွတ်ခြင်းခံရအရင်ကဘာသားလဲအပြစ်သားအခုဘာသားလဲဖျားသားထိုသူကိုလက်ခံသမျှသောသူဒီတော့ကိုရောကိုယုံကြည်တော်သူကဘာသားလဲဖျားသားလို့ပြောတယ်ဖျားသားဖြစ်သွားပြီပြောင်းလဲခြင်းနှမျိုးရှိတယ်အကျင့်ပြောင်းလဲခြင်းနဲ့အဖြစ်ပြောင်းလဲခြင်းရှိတယ်အကျင့်ပြောင်းလဲဆိုအရက်သမားအရက်မတော့တော့အကျင့်ပြောင်းလဲသွားတာလူဆိုးကနေလူကောင်းပြောင်းလဲတာဘာသာတရားမလို့ဖျားမလို့နိုင်ငံတိုင်းကဘာတိုင်းမှာရှိတယ်ဘာသာတရားမလို့ဖျားမလို့ဘူးလူဆိုးကနေလူကောင်းပြောင်းလဲတာဖဲသမားဖဲမရရင်လူကောင်းမဲ့ဖဲရရင်လူဆိုးဖဲမရရင်လူကောင်းမဲ့စေသမားစေသုံးရင်လူဆိုးစေမသုံးတော့ရင်လူကောင်းမဲ့အဲ့ဒါအကျင့်ပြောင်းလဲလိုက်တာနဲ့လူကောင်းဖြစ်သွားတာဒီနေ့ကျွန်တော်ရဲ့ပြောင်းလဲခြင်းကအကျင့်ပြောင်းလဲလို့ဖြစ်လာတဲ့ပြောင်းလဲခြင်းမဟုတ်ဘူးယေရှုကိုယုံကြည်သောကြောင့်အပြစ်သားကနေဖျားသားဖြစ်ပြောင်းလဲခံရတဲ့ပြောင်းလဲခြင်းဖြစ်တယ်အာမင်တနည်းအားဖြင့်တကိုးနဲ့ပြောင်းလဲခံရတာယောမခန်းကြီး1:16မှာငါဒီထိုဣသရေလတရားကြောင့်ဆက်ကြောက်ခြင်းမရှိရှေးဥစွာ၌ယူဒလို့နောက်၌ဟေလသလို့ယုံကြည်သမျှသောသူအပေါင်းတို့ကိုဘုရားသခင်တကိုးတော်ဖြစ်တယ်ဟာလေလုယာအားကြောင့်ယောမခန်းကြီး2ကောခန်းကြီး9:7မှာဘာပြောလဲလူမြည်ဒီကအတိပြပြင်းတော့ဘုသူနဲ့ရှိဖို့ပဲလေတင်နဲ့ကျွန်တော်တက်တော်မှာခရစ်တော်ဘယ်လိုရှိလာလဲတော်တော်များကျမ်းစာကြောင်းမှာစာတင်တဲ့ခါမှာလေကျမ်းစာဖက်ဆုတောင်းဖျားကြောင်းတက်တဲ့ခါမှာခရစ်တော်၌ရှိတယ်လို့ကျွန်တော်မဟုတ်ပါဘူးတင်အကျင့်ကောင်းလို့ခရစ်တော်၌ရှိလာတာမဟုတ်ဘူးခရစ်တော်ကိုယုံကြည်တဲ့နေ့မှာခရစ်တော်ဟာတင်၌ရှိသွားတာဖြစ်တယ်အာမင်ဒါဆိုခရစ်တော်၌ရှိပြီဆိုဘာဖြစ်သွားပြီလဲအသစ်ဖြစ်သွားပြီအခုတင်အဟောင်းလားအသစ်လားအဟောင်းလားအသစ်လားအသစ်အကျင့်ပြောင်းလဲလို့ဖြစ်တာလားခရစ်တော်၌ရှိလို့လား18ကိုဖတ်တဲ့ခါမှာပြန်တွေ့ရတယ်ထို့သောဖြစ်တော်ဘုရားသခင်ဤတကိုးတော်အသစ်ဖြစ်တာကအကျင့်နဲ့ဖြစ်တာလားတကိုးလားတကိုးအဲ့တကိုးကဘာတကိုးလဲဆွတောင်းပြီးလဲတဲ့တကိုးမဟုတ်ဘူးယောမ1:16မှာအင်းဝင်ဂေလိတရားပဲခံရတော့တကိုးဖြစ်တယ်ဟာလေလုယာဒီနေ့ဒါကြောင့်မို့အဲ့ဒါကိုအေဖက်1:10မှာဗာပြန်ပြောလဲသင်တို့ဒီခရစ်တော်၌ပြုပြင်ထားတယ်ဘာမှကျင်လဲဖို့လဲကောင်းသောအကျင့်ဘာမှလဲကောင်းသောအကျင့်အကျင့်ကောင်းတဲ့ကောင်းသောအကျင့်မတူဘူးဘာသာတိုင်းမှာအကျင့်ကောင်းနေရှိတယ်အကျင့်ကောင်းတော့လူကသတ်မှတ်တာဘယ်လိုလုပ်ရင်အကျင့်ကောင်းလဲသူရဲ့အတွေးခေါ်ရိုးရာတွေနဲ့သတ်မှတ်တဲ့အကျင့်ကောင်းနေရှိတယ်ဒါပေမဲ့ကောင်းသောအကျင့်ကကြတော့အဲ့ဒါနဲ့မတူဆရာကြီးယူဒတန်ကွဲအောင်သုံးထားတယ်ကောင်းသောအကျင့်ဆိုတာကလူတွေကကောင်းတာပြောတဲ့လောကကလူတွေကသတ်မှတ်တဲ့ကောင်းတဲ့အရာမဟုတ်ဘဲနဲ့ဖျားစကားကိုနားထောင်ခြင်းကိုကောင်းသောအကျင့်လို့ပြောင်းပြီးသုံးထားတယ်ကွဲပြားဒါတော့ဒီနေ့ယေရှုခရစ်တော်ကိုယုံကြည်တော်သူဖြစ်သွားပြီထာဝရမင်္ဂလာရှိတော်သူဖြစ်သွားတဲ့အသက်တာဖြစ်ပြီးတဲ့အသက်တာဟာယေရှုကိုယုံကြည်ပြီးလက်မှတ်လေးရသွားတာမဟုတ်ဘဲနဲ့ထိုခရစ်တော်ကိုရသွားတာဖြစ်တယ်ထိုသခင်တော်သည်သင်နဲ့အတူရှိသောကြောင့်သင်ရဲ့အသက်ရှင်ခြင်းတိုင်းမှာခရစ်တော်ကိုမမေ့မလျော့ဖို့ရန်အတွက်လိုအပ်တယ်ဟာလေလုယာခရစ်တော်ငါ့ကိုဘာပြောနေလဲခရစ်တော်ဘာအလိုရှိလဲဆိုတော့ကျွန်တော်ကတည်ရဲ့ဘုရားကိုကိုးကွယ်တာမဟုတ်ရှင်တဲ့ဘုရားကိုကိုးကွယ်နေတာဖြစ်တယ်ကားထဲမှာတည်ပြီးပျောက်သွားတယ်မဟုတ်ကားထဲမှာသုံးမြောက်သွားမှာထမြောက်တဲ့ဘုရားသခင်ကိုကိုးကွယ်နေတာဖြစ်တယ်သင်တို့နှုတ်သုံးသဘောတွေစီဝေးအလယ်မှာငါရှိတယ်ဟာလေလုယာဒီနေရာမှာကောင်းဒီနေရာမှာကိုးကွယ်ခြင်းဒီဘုရားသခင်ရှေ့မှာကိုးကွယ်ခြင်းဖြစ်တယ်ဒီနေ့ကိုးကွယ်ခြင်းမှာဘုရားသခင်ရှိနာဆရာရှိသောကြောင့်မဟုတ်ဘူးချီးမွမ်းကိုးကွယ်ခြင်းနဲ့အရန်ကောင်းသောကြောင့်မဟုတ်ဘူးသင်ကိုးကွယ်တဲ့ဘုရားအသက်ရှင်သောကြောင့်သင်နဲ့အတူရှိနေတာဖြစ်တယ်တော့ဘုရားကိုယူသေးပါကိုးကွယ်ခြင်းထဲမှာတန်ဖိုးထားပါဒါကောင်းလို့တော့နောက်ကျစိတ်မကောင်းဘူးငါတို့ကဘုရားတက်ဖို့ကြီးနေတယ်လို့ပဲဟုတ်တယ်ဘုရားသခင်တက်တင်မကြီးပါစေနဲ့ဘုရားသခင်သာလည်းကြီးမြတ်ပါစေကြီးမြတ်ခြင်းကိုဗဇက်နဲ့မပြောဘဲနဲ့အသက်တိုင်အသက်ရှင်ခြင်းတန်ဖိုးထားခြင်းအဖြစ်ကြီးမြတ်ခြင်းကိုဖော်ပြဖို့လိုအပ်တယ်ဟာလေလုယာဒီနေ့ဘုရားကကျွန်တော်ရသွားတယ်ဘုရားသင်ကိုဥဆောင်သွားမယ်တွင်တင်သွားမယ်ဘုရားဖြစ်တယ်တင်ဆုတောင်းလို့ခေါ်မှလာမယ်ဘုရားမဟုတ်ဘူးတင်အကူကြီးလုံးမတင်နောက်မှရှိမှတင်တဲ့အတွက်အမြဲရှိတဲ့ဘုရားသခင်ဖြစ်တယ်တိုးတိုင်းနဲ့တိုးမှတိုးတိုင်းကတိုးကိုကြည့်တာတိုးတိုင်းကတိုးကိုကွဲကားတာတိုးတိုင်းကတိုးအတွက်ပြင်ဆင်တာဒါမှမဟုတ်ဒါဝိဒ်ကတိုးကြောင်းသားတိုးတိုင်းဖြစ်ခဲ့တယ်တိုးရဲ့အကြောင်းကိုနားလဲတယ်ဘုရားသခင်နဲ့အသက်ရှင်တဲ့ခါမှာဘုရားသခင်ကသူ့အတွက်တိုးတိုင်းလိုပဲသူ့အတွက်ကြိုတင်ပြင်ဆင်တယ်သူ့ကိုကွဲကားပေးတယ်သူ့အတွက်အကုန်လုံးလုပ်ထားတယ်ဒီချစ်တော်ညီကိုမောင်နှမတင်ကိုးကွယ်တဲ့ဘုရားကစင်ပေါ်မှာထားရမယ့်ဘုရားမဟုတ်တိုးတိုင်းကဲ့သို့တင်တဲ့အတူရှိတဲ့ဘုရားသခင်ဖြစ်တယ်ဘုရားဘာပြောလဲနားထောင်တတ်ပါစေဘုရားဘာပြောလဲသက်ရှင်တတ်ပါစေခရစ်တော်ကိုယုံကြည်ပြီးတော့ကောင်းသောကျင့်မှာကျင့်လည်ဖို့တော့ဘာလို့ထားလဲပြင်ဆင်ထားတယ်ဘုရားစကားနားထောင်ခြင်းကိုကောင်းသောအရာလို့ဘုရားကမြင်တယ်သင်မှန်တဲ့အရာတွေပေါ်မှာအသက်ရှင်တာငါလှုပ်တဲ့အရာတွေပေါ်မှာဉာဏ်ပညာနဲ့အသက်ရှင်တာတွေကောင်းပါတယ်ဒါပေမဲ့ဘုရားစကားမဟုတ်ဘုရားမနဲ့တတ်ဘူးယုံကြည်သူကဘုရားကယ်တယ်မှရှင်မြတ်ယုံကြည်ပြီးတော့မှအဲ့ဘုရားကိုယုံကြည်တဲ့နေ့မှာပဲထားခဲ့ဖို့မဟုတ်ဘဲနဲ့အဲ့ဘုရားသင်တဲ့အတူရှိတော့သတိရဖို့လိုအပ်တယ်
ကောင်းသောကျင့်ဆိုဖျားစကားနဲ့အသက်ရှင်ဖို့လိုအပ်တယ်တင်လုံနေတဲ့အရာတွေတင်ပြောတဲ့အရာတွေဖျားစကားနဲ့ညီပါရဲ့လားထိုရတာလေဖျားစကားနဲ့အသက်ရှင်ခြင်းဖြစ်ပါတယ်ကောင်းသောကျင့်မှာကျင့်လည်ဖို့ဖြစ်တယ်ဒါမှခရိယန်တတ်တာအသက်ရှင်ခြင်းဆိုတာခရိယန်မိဘကမွေးတဲ့နေ့ရက်ကနေစပြီးအသက်ရှင်ခြင်းကိုပြောတာမဟုတ်ဘဲနဲ့ယေရှုကိုယုံကြည်တဲ့နေ့ကနေစပြီးအသက်ရှင်ခြင်းကိုခရိယန်တတ်တာလို့ခေါ်တာဖြစ်တယ်ဒါမှသတိရဖို့အရေးကြီးဖို့လိုတယ်ခရိယန်တတ်တာအသက်ရှင်တဲ့ပြောမှာခရိယန်အနေနဲ့ရှင်တာမဟုတ်နော်ခရစ်တော်နဲ့ရှင်တာဟာလေလုယာအာမင်တော်တော်များများကခရိယန်အနေနဲ့ရှင်တာအသင်းတော်နဲ့ဘယ်လိုရှင်ရမလဲအဲ့ဒီခါကျတော့ခရိယန်အနေနဲ့အသက်ရှင်တော့ခရိယန်တွေကအတင်းပြောတဲ့ခါမကျင်တတ်တော့ခရိယန်တွေကမကောင်းပြောတဲ့ခါမှာမကြိုက်တော့ကျေးဇူးတင်နေကျေးဇူးပြုပြီးမဲ့ကျေးဇူးမတင်တဲ့ခါမှာခံစားရတယ်နောက်မလုပ်ချင်တော့မရှိဘူးလားရှိတယ်စိတ်တကြလာတယ်တမန်တရားနဲ့အသက်ရှင်မယ်လို့ဆုံးဖြတ်တယ်ဘုရားစကားကိုနားထောင်မယ်လို့ဆုံးဖြတ်တယ်တကယ်လည်းလက်တွေ့အသက်ရှင်ကြည့်ပါလေဒါပေမဲ့အသက်ရှင်နေနဲ့စိတ်တကြလာတယ်အသက်ရှင်နေနဲ့ဘုရားသခင်နဲ့အသက်မရှင်ချင်လောက်မောပန်းလာတယ်ဘာကြောင့်လဲတလားအသက်ရှင်ခြင်းနဲ့မှာခရစ်တော်ပြောင်းနေလို့ဖြစ်တယ်အာမင်ငါဘုသူကြောင့်ပြီးကန်းလေခရစ်တော်နဲ့ခရစ်တော်စကားကြောင့်ပြီးကန်းတယ်ဘုသူကိုမျှော်လဲခရစ်တော်ကိုမျှော်မပင်ပန်းတော့ဘူးသူဘယ်လိုပဲတုတ်ပြန်မပင်ပန်းတော့ကျွန်တော်အသက်ရှင်ခြင်းမှာပင်ပန်းလာတယ်ကျွန်တော်လှုပ်ဆောင်မှာစိတ်နာလာတယ်ဘာကြောင့်လဲခရစ်တော်နဲ့မစားဘူးဒီနေ့တင်းလှုပ်ဆောင်မှုကိုတင်းစိတ်တက်ကြတယ်ညှို့ညင်မှုတွေတင်းထဲမှာရှိတယ်နောက်ထပ်မလုပ်ချင်တော့ဘူးမဟုတ်ဘူးလားရှင်ဘောလူကပြောတယ်အဲ့ဒါသတိပေးတယ်ဝိညာဉ်ရာနဲ့စပြီးမှဘာလို့ဇာတိနဲ့ဆုံးချင်တာလဲဝိညာဉ်နဲ့စပြီးမှဘာလို့ဇာတိနဲ့ဆုံးချင်တာလဲနေဖခင်နဲ့စိတ်အားထက်တန်ငယ်နေလောက်ခဲ့တယ်လုံနေတန်လည်းနဲ့စိတ်တကြိုင်နေမလောက်ချင်တော့ညှဉ်းညူလာတယ်အပြစ်တင်လာတယ်ဖခင်နဲ့ဆိုင်တဲ့လှုပ်ဆောင်မှုကိုပြန်လဲပြစ်တင်လာပြန်လဲကဲ့ရဲ့လာအရင်ကပေးကမ်းခဲ့တာငါဘလောက်ပေးကမ်းခဲ့တာငါ့ကိုဘာဖြစ်တယ်ညာဖြစ်တယ်ပြန်ကဲ့ရဲ့လာဝိညာဉ်နဲ့စပြီးမှဘာလို့ဇာတိနဲ့ဆုံးတာလဲချစ်တော်မိတ်ဆွေတို့ကျွန်တော်ရဲ့အသက်ရှင်ခြင်းသည်ခရစ်တော်ကြောင့်အစာပြုတဲ့အခါမှာခရစ်တော်ကြောင့်နဲ့အဆုံးသတ်သွားတာဖြစ်တယ်အရာရာအလုံးခရစ်တော်ကိုမျှော်လင့်တယ်ဘာပဲလို့ခရစ်တော်ကြောင့်ငါလုပ်တာဘာကျွန်တော်ကိုယ်ရဖျားသေးတဲ့ဖျားမဟုတ်ဘူးကိုင်းမှာအသေးခံပြီးပျောက်သွားတဲ့ဖျားမဟုတ်အတူအသက်ရှင်ပြီးကျွန်တော်နဲ့မြင်တဲ့ဖျားသခင်ဖြစ်တယ်ဟာလေလုယာဖျားခင်မျက်စိတော်သည်ခတ်သိမ်းသောရမှာရှိကောင်းမကောင်းကိုကြည့်ရှုတယ်ကျွန်တော်လှုပ်ဆောင်မှုအားလုံးကိုကျွန်တော်မျှော်လင့်တာဖျားသခင်အသက်ရှင်နေသောကြောင့်ဖြစ်တယ်လူတွေကအမြဲတမ်းကျေးဇူးတင်မှာမဟုတ်တန်ဖိုးထားမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကိုယ်ကိုယ်ရဲ့ဖျားသည်အသက်ရှင်တဲ့ဖျားဖြစ်တယ်တင်းရဲ့လှုပ်ဆောင်မှုအားလုံးကိုမြင်တဲ့ဖျားသခင်ဖြစ်တယ်အာမင်အဲ့ဒီဖျားကိုမျှော်လင့်ပြီးအသက်ရှင်တာစိတ်ချတယ်ဆိုတော့အင်္ဂလိပ်စကားလုံးမှာ enough တဲ့အရင်ကျွန်တော်ကြိုက်တယ်ပြတ်ထမင်းစားတဲ့ခါမှာအမြဲသုံးတယ်လေယူမလားညမယူတော့ဆိုတော့မြန်မာလိုကမယူတော့ဘူးပဲအင်္ဂလိပ်လိုအဲ့လိုမဟုတ်လုံလောက်သွားပြီးပြေးသွားပြီးကျင်းနဲ့သွားပြီးပြီးသွားပြီးကွာအဲ့လိုမျိုးပြောချင်တာတင်လားဒီနေ့ဘုရားသခင်နဲ့အသက်ရှင်တဲ့ခါမှာဘုရားသခင်ငါ့ကိုမြင်နေတယ်ငါဟာ sorry ဘုရားသခင်ကြောင့်အသက်ရှင်နေတယ်ဆိုတဲ့အရာကကျွန်တော်ရဲ့လှုပ်ဆောင်မှုတွေအားလုံးကိုလူတွေကြီးစုမတင်တန်ဖိုးမထားပေမဲ့ enough ဖြစ်စေတယ်အာမင်ဘယ်သူကိုမျှော်လင့်တော့ကြောင်းလဲဘုရားကိုမျှော်လင့်တော့ဘုရားမြင်နေတယ်ဆိုတော့သိနေတာအားကြောင့်ယောမအခန်းကြီး10:33မှာဒီလိုရေးတယ်အလိုတော်ကိုဆောင်ပြီးသွားတဲ့အခါမှာဂတိတော်အတိုင်းအကျိုးကိုပေးမဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာဘုရားပေးမှာလဲဘုရားပေးမှာဘုရားကပေးမှာဒီနေ့ကျွန်တော်ဘုရားသခင်တို့လှုပ်ခွင့်ရတဲ့အရာတွေအားလုံးကကျေးဇူးတော်ဖြစ်တယ်ဘုရားခင်တန်ကအကျိုးပြန်ခံစားရမှာဖြစ်တယ်ရေတစ်ခွက်ကုန်တော့တိုက်ရင်အကျိုးကိုပေးမဲ့ဘုရားသခင်ကသင်ရဲ့လှုပ်ဆောင်မှုဘယ်တစ်ခုမှမမေ့လျော့ပါဘူးအာမင်စလုပ်ကြကဘုရားသခင်တို့ဖြစ်ဖို့လိုတယ်မဿဲခန်းကြီး9မှာပါရေးထားတယ်6မှာထာဝရဘုရားလက်တော်မှာအကျိုးကိုမခံရဘူးတဲ့မဿဲ6မှာဘာကြောင့်လဲခမရတော်ထံကအကျိုးကိုမရဘူးတဲ့ဒီနေ့သင်စားလုပ်ကြတဲ့ကဘုရားစကားနားထောင်ပြီးလုပ်တာမဟုတ်ဘူးဆိုရင်အဲ့လုပ်ဆောင်ကြံဘုရားနဲ့မဆိုင်ဘုရားသခင်တို့လုပ်တယ်ဆိုရင်တော့ဘုရားခင်လက်တော်ကအကျိုးကိုခံရမှာဖြစ်တယ်အာမင်ဟာလေလုယာဒီနေ့ယုံကြည်သူရဲ့အသက်တာမှာဘုရားသခင်ကိုငရဲကလွတ်မြောက်ယုံတာဘုရားသားဖြစ်ုံတာမကသားဖြစ်ပြုပြင်ပြောင်းလဲခြင်းခံစားရပြီဘုရားစကားနဲ့အသက်ရှင်ဖို့အတွက်လိုရှိတယ်အဲ့ဒီစကားကိုအသက်ရှင်တဲ့အခါမှာပင်ပန်းတယ်ဝန်လေးတယ်လို့မခံစားနဲ့အဲ့ဒီစကားကတင့်ဘဝရဲ့အောင်မြင်ခြင်းဖြစ်လာလိမ့်မယ်အဲ့ဒီစကားတင့်ဘဝရဲ့လွတ်မြောက်ခြင်းဖြစ်လာလိမ့်မယ်ဒီနေ့ခရိယန်တွေကကျမ်းစာဖတ်လိုက်ရမ်းလေးတယ်ဟိုဟာလုတ်ပါဒီဟာမလုတ်ပါနဲ့ဆိုတော့
မကြိုက်ဘူးခံစားရမဟုတ်ဒီနှုတ်ကပတ်တော်ကဖခင်သခင်ရဲ့ကောင်းကြီးဖခင်ရဲ့လမ်းပြခြင်းဖခင်ရဲ့ဖြောင့်မတ်ခြင်းဖခင်ရဲ့တန်ရှင်းခြင်းဖြစ်တယ်ဟာလေလုယာအကြောင်းကျွန်တော်ရဲ့ဘဝအသက်တာထဲမှာဖခင်သခင်ထံကနေကောင်းကြီးရမယ့်သူတွေဖြစ်တယ်ဒီနေ့ကျွန်တော်ကိုယ်ကွယ်ခြင်းတွေမင်္ဂလာရှိတယ်ဖခင်เจ้าဆရာเจ้าမဟုတ်တင်ကိုယ်ကွယ်တဲ့ဖခင်ဖြစ်သောဖခင်သည်အသက်ရှင်သောကြောင့်တင်ကိုယ်ကွယ်တော်မြင်တဲ့ဖခင်သည်တင်ကိုမင်္ဂလာဖြစ်စေမယ့်ဖခင်သခင်ဖြစ်တယ်ဟာလေလုယာခန္ဓာနဲ့အသက်ရှင်စေမှာအသွေးသားနဲ့အပြစ်ရှိတဲ့ဒီခန္ဓာရှိစေမှာမြေကြီးမှာဖခင်ကိုယ်ကွယ်ခွင့်ရတာအရင်မင်္ဂလာရှိတယ်ဟာလေလုယာအဲ့တော့ဒါမှကိုယ်ကွယ်ခြင်းတွေမှာကျင်လည်ဖို့လည်းလိုအပ်တယ်လောကမှာလူသားတရားတန်ဖိုးကိုဆုံးဖြတ်ချက်ချမယ်ဆိုရင်တန်ဖိုးရှိတဲ့လူဘယ်လိုဆုံးဖြတ်ကြမလဲလူရဲ့တန်ဖိုးဘာနဲ့သတ်မှတ်ကြလဲအချို့ကအရန်အောင်နေဒီလူတန်ဖိုးရှိတယ်အရန်ချမ်းသာနေဒီလူတန်ဖိုးရှိတယ်မအောင်မြင်တော့မချမ်းသာတော့ဘူးဆိုဒီလူတန်ဖိုးမရှိတော့ချစ်တော်မိတ်ဆွေလူရဲ့တန်ဖိုးကလူမှမရှိဘူးထပ်ပြောမယ်လူရဲ့တန်ဖိုးကဒီလောကမှာလည်းမရှိဘူးကျွန်တော်ရှိမှာဘောပင်လေးတစ်ချောင်းရှိတယ်ဒီဘောပင်ကိုလှုပ်ထားတဲ့ရွယ်ချက်ဘယ်သူမှရှိလဲဒီဘောပင်ကိုလှုပ်တဲ့ရွယ်ချက်ဘယ်သူမှရှိတယ်ထင်လဲလှုပ်ထားတဲ့သူမှရှိတယ်ထိုနည်းတူပဲသင်ဒီလူမျိုးဖြစ်ဖို့ဒီလောကမှာမွေးလာဖို့သင်ဘက်ကနေစတာလားဖခင်ဘက်ကနေစတာလားသင်စိတ်ကူးနဲ့ဖြစ်လာတာလားဖခင်အကြံစီနဲ့ဖြစ်လာတာလားဒါဆိုသင်ရဲ့ဖြစ်ရခြင်းရဲ့ရွယ်ချက်ကသင်မှာရှိရလားဖခင်မှာရှိတာလားဒါသင်ဒီအတိတ်ပဲမဲ့တော်သူမဟုတ်ဘူးဟာလေလုယာမတော်တဆဖြစ်လာတာမဟုတ်အဲ့သင်ဘဝရဲ့တန်ဖိုးဒီလောကမှာကြွယ်ဝချမ်းသာဖို့မဟုတ်သေးဘူးအဲ့ဒါထက်မကရှိတယ်လူတယောက်ကိုဖန်ဆင်းတဲ့အခါမှာဖျားဖန်ဆင်းထားတဲ့ရည်ရွယ်ချက်ဘယ်သူမှပဲရှိလဲဖျားမှာပဲရှိတယ်အဲ့တော့သင်ရဲ့တန်ဖိုးဟာဖျားဘာအတွက်ဖန်ဆင်းလဲဆိုတော့သိဖို့လိုအပ်တယ်ကျွန်တော်အားလုံးလောကမှာအသက်ရှင်ဖို့ပဲသိကြတယ်ဟုတ်တယ်နော်ဖျားသခင်ကသင်ကိုဖန်ဆင်းတာသူနဲ့အတူထာဝရနေဖို့အတွက်ဖန်ဆင်းထားတာဖြစ်တယ်သင်ရဲ့တန်ဖိုးဒီဖျားနဲ့အတူထာဝရနေဖို့ရန်ဖန်ဆင်းခံထားရတော်သူဖြစ်တယ်ဟာလေလုယာအာမင်ဒါပဲအဲ့တော့ကျွန်တော်ဒီနေ့တန်ဖိုးရှိတော်သူဖြစ်သွားပြီဖျားသခင်နဲ့အတူထာဝရနေရမယ့်သူဖြစ်သွားပြီဖျားသခင်ပုံစီးစိမ်အကုန်လုံးကျွန်တော်ခံစားရမှာဖြစ်တယ်ဟာလေလုယာကျွန်တော်ရဲ့ရုပ်ရည်နဲ့အကျင့်ကြောင့်မဟုတ်ယေရှုခရစ်တော်ကြောင့်ဖြစ်တယ်ဖျားရှင်နာမပုံကြည်ပါစေထို့ဘုရားကျွန်တော်ယုံကြည်တဲ့အခါမှာကောင်းကင်ဘုံမှာရောက်မှတွေ့မဲ့ဖရားမဟုတ်တင်းတဲ့သူမြေကြီးမှာအတူရှိပြီးအသက်ရှင်တဲ့ဖရားစကားပြောတဲ့ဖရားဖြစ်တယ်ဟာလေလုယာနောက်ဆုံးတစ်ချက်ဝင်ငါပြီးနိဂုံချုပ်ခြင်းပါတယ်ဒီနေ့ဖရားရဲ့အသက်ရှင်ကြောင်းကိုကျွန်တော်ယေရှုခရစ်တော်ကြွလာခြင်းအဖြစ်ယုံကြည်ခြင်းပဲဖရားသခင်ရှိကြောင်းသိခဲ့ရတယ်ယေရှုခရစ်တော်ခရစ်တော်ကဲတင်ပိုင်းရှင်ဖြစ်ယုံကြည်ခဲ့ကိုယ်ကိုယ်ရင်းဖရားစကားတွေကိုနားထောင်တယ်ဆိုတော့နားထောင်တဲ့အခါမှာဒီနှုတ်ကပတ်တော်ဖရားစကားယနေ့ထိပြည့်စုံနေတယ်အဲ့ဒါဖျားသခင်အသက်ရှင်နေသောကြောင့်ဖြစ်တယ်ဟာလေလုယာဖျားသာအသက်မရှင်ဘူးဆိုရင်ဒီနှုတ်ကပတ်တော်ယုံကြည်လဲဖြစ်လာစရာအကြောင်းမရှိဘူးရေးထားတဲ့ဖျားသည်အသက်ရှင်တဲ့ဖျားအသက်ရှင်တဲ့ဖျားသည်ဂတိတည်တဲ့ဖျားဂတိတည်တဲ့ဖျားသည်တတ်နိုင်တဲ့ဖျားဖြစ်သောကြောင့်သင်ယုံကြည်တဲ့အခါမှာဒီနှုတ်ကပတ်တော်ရဲ့အသက်ရှင်ခြင်းကိုခံစားရမှာဖြစ်တယ်အာမင်ဖျားရှင်နာမဘုန်းကြီးပါစေရှမ်းခန်းကြီး24 26မှာခန်းကြီးမှာတောင်းကြလောရှားကြလော sorry ယခုတည်းငိုင်းနာမကိုအမိပြု၍အဘယ်စုကိုများမတောင်းကြသေးဝမ်းမြောက်စရာအကြောင်းဆုံးလင်းစေခြင်းကထို့သောတောင်းလင်းယခုတိုင်အောင်တပည့်တော်တွေကယေရှုနာမနဲ့ဆုမတောင်းသေးဘူးသူတို့အပြစ်တင်နေတာမဟုတ်ဘူးเนาะအကြံပိုက်ကယေရှုနာမနဲ့ဆုတောင်းတာရှိကိုမရှိခဲ့တာဖြစ်တယ်ဆုတောင်းဖို့လည်းမရအောင်ဒါပေမဲ့ယေရှုကစပြီးပြောတယ်ငါနာမနဲ့စဆုတောင်းပါတနည်းအားဖြင့်သူဟာဖျားဖြစ်ကြောင်းကိုဖော်ပြနေတာဖြစ်တယ်ဘယ်ပရောဖက်မှအဲ့လိုပြောခဲ့ခြင်းမရှိဘူးအဲ့ဒီမတိုင်ခင်မှာလည်းဘယ်သူမှယေရှုနာမနဲ့ဆုတောင်းခြင်းမရှိဘူးတောင်းလည်းမတောင်းခဲ့ရအောင်တောင်းလည်းတောင်းခြင်းမရှိခဲ့ဘူးဒါပေမဲ့ယေရှုကအဲ့ဒီမှာငါနာမနဲ့တောင်းပါလို့တပည့်တွေကိုစသွန်သင်ပေးတာဖြစ်တယ်ဝမ်းမြောက်စရာအကြောင်းတောင်းပါတောင်းရင်ရကြလိမ့်အားကြောင့်မို့ဒီနေ့ယေရှုခရစ်တော်ကသူဖျားဖြစ်ကြောင်းအရာအလုံးကိုကြားပြီးအရာအလုံးကိုတတ်နိုင်ကြောင်းသိနိုင်ကြောင်းကိုဖော်ပြခဲ့တာဖြစ်တယ်ဖျားဖြစ်ခြင်းကိုဖော်ပြခဲ့ခြင်းဖြစ်တယ်အဲကြောင့်မို့ကျွန်တော်တို့တတ်တာထဲမှာအခက်အခဲဒုက္ခတွေရှိတယ်ဆိုရင်ဖခင်ရဲ့အသက်ရှင်ခြင်းနဲ့တတ်နိုင်ခြင်းကိုသိုံတာမဟုတ်ဘဲနဲ့လက်တွေ့မြည်ဆန်းဖို့ရန်အတွက်ဖြစ်တယ်ဟာလေလုယာတောင်းကြလော
ရဖို့အတွက်ဘာလို့ဖို့လို့လဲရဖို့အတွက်ဘာလို့ဖို့လို့လဲနော်ဆရာတေချာလေးမေးပြီးနေကုန်းချုပ်မယ်နော်ရဖို့အတွက်ဘာလို့ဖို့လို့လဲထပ်မင်းအောင်မယ်ရဖို့အတွက်ဘာလို့ဖို့လို့လဲမေးကုန်းပြောင်းပြီးမေးပြီးရတာဘာကြောင့်လဲရတာဘာကြောင့်လဲဆရာတော့မေးကုန်းပြောင်းမေးပြီးလို့ဆရာပြောတာဆရာမေးမယ်နော်ပထမအစရဖို့အတွက်ဘာလို့ဖို့လို့လဲတောင်းရမယ်တောင်းရင်ရမယ်ဟုတ်ပြီရတာဘာကြောင့်လဲယုံကြည်လို့တောင်းလို့ဟုတ်လားနှစ်ခုစလုံးမှားပါတယ်နှစ်ခုစလုံးမှားပါတယ်ဘာကြောင့်လဲသိလားရတာဘာကြောင့်လဲပေးမယ်လို့ဂတိရှိထားသောကြောင့်ရတာဖြစ်တယ်ကျွန်တော်စွတ်တောင်းတာကအရင်လားတောင်းကြလို့ဆိုစကားအရင်လားကျွန်တော်ဘာကိုယုံပြီးတောင်းတာလဲတောင်းရင်ပေးမယ်ဆိုစကားကိုယုံပြီးတောင်းတာငါဘယ်လောက်ထိတောင်းနိုင်လဲငါဘယ်လောက်ထိယုံကြည်နိုင်လဲငါဘယ်လိုစွတ်တောင်းနိုင်လဲဆိုတော့ကိုလုံနိုင်တဲ့အရာကိုယုံတာမဟုတ်ဘူးပေးမယ်ဆိုတဲ့ဘုရားစကားကိုယုံတာဖြစ်တယ်ဟာလေလုယာအဲ့တော့မို့ရဖို့တော့ဘာလို့ဖို့လို့လဲတောင်းဖို့လို့တယ်ဒါမှမဟုတ်ရတာဘာကြောင့်လဲပေးမယ်လို့ဂတိရှိထားသောကြောင့်ဖြစ်တယ်ဟာလေလုယာအဲ့ဒီဂတိကတင်းဥဆရာနဲ့ပဲဆိုင်တာမဟုတ်ဘူးအဲ့ဒီဂတိကအသက်တာဖျားနဲ့ဆက်ကတဲ့သူနဲ့ပဲဆိုင်တာမဟုတ်ဘူးအဲ့ဒီဂတိကယုံကြည်သူတိုင်းကိုပေးတဲ့ဂတိဖြစ်တယ်ဒီနေ့တင်ရနေတာကအရင်ဆွတောင်းနိုင်လို့ဆွတောင်းနိုင်တဲ့စိတ်တော့မဟုတ်ဘာကြောင့်ပဲလဲပေးမယ်ဆိုတဲ့ဂတိတော်ကြောင့်ဖြစ်တယ်ဟာလေလုယာဒါဆိုယုံကြည်ပါဆိုဘာကိုယုံကြည်ခိုင်းတာလဲပေးမယ်ဆိုတဲ့စကားကိုယုံကြည်ပြီးတောင်းခိုင်းတာဖြစ်တယ်ဟာလေလုယာဒီနေ့ဆွတောင်းနေရင်မဆွတောင်းနိုင်တော့တဲ့အရာတွေရှိလားရှိပါတယ်အဲ့ဒါဘုရားကိုစိတ်မချခြင်းသက်သေပဲဘုရားကိုစိတ်ချတဲ့သူကရတဲ့အထိတောင်းနိုင်တယ်ဟာလေလုယာသူရမှပဲစိတ်ချတာမဟုတ်ဘူးပေးမယ်ဆိုစကားကိုစိတ်ချနေတာမရမချင်းတောင်းနိုင်တယ်ဟာလေလုယာဒီနေ့တင်းရဲ့ဆွတောင်းခြင်းနဲ့နည်းနည်းကြာတဲ့ခါကျရင်ဘုရားသခင်မအားလို့မဟုတ်ဘူးတင်းရဲ့ယုံကြည်ခြင်းကိုတင်ပြန်မြင်ဖို့အတွက်ဖြစ်တယ်တင်းရဲ့စိတ်ချခြင်းကိုတင်ပြန်မြင်ဖို့အတွက်ဖြစ်တယ်ဒါဝိဒ်ကဒီလိုပြောတယ်ကိုရောတဲ့ကျွန်တော်ဆွတောင်းတာတဲ့အားလေရော့လို့တဲ့ပင်ပန်းလို့တဲ့မျောလင့်ဖို့စကားပြောဖို့တော့မခံနိုင်တော့ပါဘူးတဲ့ဒါဝိဒ်ကအဲ့လိုပြောတာအားရော့ပြီအရင်ပင်ပန်းနေပြီတဲ့ဒါမဲ့သူဘာလို့လဲ तू တောင်းတာကြာနေလို့ပြောတာမပေးတာကြာလို့ပြောတာဒါမဲ့မယုံတော့တာမဟုတ်ဘူးမြန်ပေးတော့ကျွန်တော်ကိုတော့ပေးမှသိပါတယ်ဟာလေလုယာဒီနေ့ကျွန်တော်ကမရတော့ဘူးဆိုကိုတော့မကြားတာလားမသိဘူးဒါကျွန်တော်ယုံကြည်ခြင်းပါပြီးဆုတောင်းဘယ်သူကြားလဲအာမင်ယုံကြည်ခြင်းမပါဘဲဆုတောင်းဘုရားကြားမလားကြားပါတယ်စိတ်နှလုံးကြံစီလူနဲ့ဆိုင်တဲ့ရှာနဲ့ပြန်ပြောချက်ကိုကဖျားခင်ပိုင်တယ်တင်ယုံကြည်ခြင်းပါဆုတောင်းကြအောင်ဘုရားကြားတယ်ဒါပေမဲ့ယုံကြည်ခြင်းနဲ့တောင်းတဲ့အခါမှာကြားပြီးဘုရားကပေးပြီးတော့မှယုံကြည်ခြင်းမပါတာကိုလည်းကြားပြီးမပေးတာအာမင်ဒါတင်ဆုတောင်းကစိတ်ချပါငါပြောတာဘုရားကြားနေတယ်ကြားနေတာဆုတောင်းခြင်းကောင်းလို့မဟုတ်ဆုတောင်းတယ်မဟုတ်တင်ကိုယ်ကိုယ်ရဲ့ဘုရားအသက်ရှင်သောကြောင့်ဖြစ်တယ်တင်ရနေတာကတင်တောင်းနိုင်တဲ့ပုံဘုရားစိတ်တို့ထိပြီးပေးနေတာမဟုတ်ပေးမယ်လို့သူကိုယ်တိုင်ဂတိထားတဲ့ဘုရားဖြစ်သောကြောင့်သူ့ရဲ့ဂတိတိုင်းတင့်ကိုပေးမယ်ဘုရားသခင်ဖြစ်တယ်အာမင်လူကတောင်းတဲ့ခါမှာဘုရားကပေးတာလူကပိုကြီးနေတယ်လို့ပဲဟဲ့လားတင်းဦးဆရာရေခက်ခိုင်ခက်ချင်းလားတင်းဦးဆရာရေခက်ခိုင်ခက်ချင်းလားမခက်ချင်းဘူးတော့မနေ့ MC မှာဆရာပြောလူတိုင်းကိုဆရာရှော့မခေါ်နဲ့ဆရာလို့ခေါ်လိုက်တော့တပည့်တော်တင်လည်းမတက်ချင်တော့နောက်မှလည်းမထိုင်ချင်တော့အဲ့ဒါနင်တို့ဖြတ်စည်းလိုက်တာလို့ခေါ်တယ်ဆရာမြန်မာနိုင်ငံမှာတပည့်တော်ဖြစ်တင်တဲ့2015ရာစခဲ့တာဖြစ်တယ်ကျွန်တော်အိမ်မှာလူငယ်ရောက်41ယောက်ပြုစုထားတယ် live to live discipleship training အမျိုးမျိုးတွေ့ရတာပေါ့ဒါကြောင့်မို့ကျွန်တော်ဘောအသက်တာထဲမှာဘုရားသခင်ပေးတဲ့ဂတိတော်တွေကိုယုံကြည်ပြီးဆုတောင်းဖို့လိုအပ်တယ်ဟာလေလုယာဆိုတော့ဆရာတွေခိုင်းတော့လှုပ်ချင်လားမလှုပ်ချင်ဘူးဆရာတွေတော့မလှုပ်ချင်ဒါဆိုတင်ကဘာမှမဝင်နဲ့ဘုရားကိုပြောဘုရားလှုပ်ပါမလှုပ်ပေးတယ်ဆိုတာတင်ကပူကြီးနေလို့လားဘာဖြစ်နေလို့လဲဘယ်လိုနားလဲတင်ဆုတောင်းတဲ့ရောက်ကောင်းကင်မြေကြီးကိုဖန်ဆင်းတဲ့ဘုရားဘာဖြစ်လို့လှုပ်ပေးနေတာလဲတင်ကြောင့်မဟုတ်ဘူးသူ့ကြောင့်ဖြစ်တယ်သူဒီဖြောင့်မတ်တဲ့ဘုရားဂတိတည်တဲ့ဘုရားဖြစ်တယ်အေးဖက်မှာပြောလဲမုသာနဲ့ကင်းစင်တဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာဒီနေ့တင်တောင်းတဲ့အရာတွေအလုံးသူပေးနေတာသူရဲ့ဖြောင့်မတ်ခြင်းကြောင့်ဖြစ်တယ်သူရဲ့တန့်ရှင်းခြင်းဖြစ်တယ်သူရဲ့ဂတိတည်ခြင်းဖြစ်တယ်အဲကြောင့်တင်ခိုလုံတဲ့အခါမှာတင်လုံနိုင်တဲ့အရာမှာခိုလုံမှုဝင်တဲ့ဘုရားရဲ့ဂတိတည်ခြင်းဖြောင့်မတ်ခြင်းကိုခိုလုံဖို့ရန်အတွက်ဖြစ်ပါတယ်အာမင်ဖျားရှင်နာမပုံကြည်ပါစေကျွန်တော်ဒေသနာလေးကိုနှိကုံချုပ်ပြီးပြန်ပြောရရင်ဒီနေ့ဖျားခင်ရှိမှာအပြစ်လွတ်ခြင်းခံရတော့သူကမင်္ဂလာရှိတယ်
မင်္ဂလာရဲ့ဆန့်ကျင်ဘက်ကအမင်္ဂလာဖြစ်တယ်အပြစ်လွတ်ခြင်းမရှိတဲ့ဘသူမဆိုအမင်္ဂလာဖြစ်တယ်ဆိုတော့အဲ့မင်္ဂလာဟာမြေကြီးမှာယုံတဲ့ချိန်သာမင်္ဂလာမဟုတ်နဲ့ထာဝရမင်္ဂလာဖြစ်တယ်အဲ့ဒီမင်္ဂလာကိုရတာယေရှုကြောင့်ကြတာဘာသာတရားကြောင့်ပြည့်ညတ်တရားကြောင့်မဟုတ်ယေရှုကြောင့်ဖြစ်တယ်ဟာလေလုယာအသင်ဒီမင်္ဂလာရှိတော်သူဖြစ်တယ်ဆိုတော့အဲ့မင်္ဂလာရှိခြင်းကိုအပြစ်လွတ်ခြင်းဖခင်သားဖြစ်ခြင်းဖြောင့်မတ်သူဖြစ်ခြင်းလို့သာပြောသီးတာမကခရစ်တော်နဲ့အသက်ပြုပြင်ဖန်ဆင်းခံရတော်သူဖြစ်တယ်ဟာလေလုယာဒါအသက်ပြုပြင်ဖန်ဆင်းခံရတော်ဖခင်စကားနားထောင်ဖို့ရန်အတွက်လိုအပ်တယ်ဖခင်စကားနားထောင်ခြင်းကဖခင်သားဖြစ်ဖို့မဟုတ်ဘူးဖခင်သားဖြစ်တော်ကြောင့်ဖြစ်တယ်ဖျားစကားနားထောင်ခြင်းကိုကောင်းသောအကျင့်လို့ခေါ်တယ်အကျင့်ကောင်းတဲ့လူဝတ်သတ်မှတ်တာကောင်းတဲ့ຢာတွေကိုလုပ်တာဒီနေ့ဖျားစကားနားထောင်ခြင်းမဟုတ်ဘူးဆိုရင်အကျင့်ကောင်းဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဒီနေ့ကျွန်တော်ရဲ့ယက်တီခြင်းကိုပြောင်းဖို့လိုတယ်ကောင်းသောအကျင့်ဆိုဖျားစကားမှာယက်တီခြင်းပြောင်းဖို့လိုအပ်တယ်ဖြစ်တယ်ဟာလေလုယာအဲ့တော့ဖျားစကားတိုင်းအသက်ရှင်တဲ့အခါမှာကောင်းကြီးမင်္ဂလာခံစားရမှာဖြစ်တယ်ကောင်းကြီးကိုပေးမဲ့ဖျားသခင်ဖြစ်တယ်ဘာကြောင့်လဲထိုဖျားသည်ကားထဲမှာတည်ခိုင်ပျောက်သွားတယ်မဟုတ်သုံးရမြောက်တဲ့မှာရှင်မြတ်ထောင်းမြတ်ပြီးနေ့တိရှိတဲ့ဖျားသခင်ဖြစ်တယ်ဘာလုပ်နေလဲဘလို့အသက်ရှင်မြင်ပြီးတော့မှသူ့ကိုယ်ရဲ့အကျိုးကိုပေးမဲ့ဖျားသခင်ဖြစ်တယ်ဟန်ဆောင်လိန်ညာယုံနဲ့ဖျားခင်တကကောင်းကြီးမရနိုင်ဘူးဖျားသည်အသက်ရှင်မြင်နေတဲ့ဖျားခင်ဖြစ်သောကြောင့်ဖြောင့်မတ်တော်အသက်ရှင်ဖျားစကားတဲ့အသက်ရှင်တဲ့အခါမှာကောင်းကြီးကိုအမှန်ရမှာဖြစ်တယ်ဟာလေလုယာရေတစ်ခွက်ကုန်တော့တက်ရင်အကျိုးကိုပေးမဲ့ဖျားသခင်ကတည့်ရဲ့လှုပ်ဆောင်မှုအလုံးကောင်းကြီးပေးမဲ့ဖျားသခင်ဖြစ်တယ်ယုံကြည်သူတွေကြွယ်ဝခြင်းနဲ့ကောင်းကြီးမင်္ဂလာကဖျားစကားအထဲမှာရှိတယ်ဆိုတော့ပြောပြချင်တာဖြစ်တယ်ဟာလေလုယာအဲ့တော့ဖျားသခင်အသက်ရှင်ခြင်းအတူရှိခြင်းကကောင်းကင်ရောက်မှသိအောင်မြေကြီးမှာအတူရှိနေတာတည့်ရဲ့ခန္ဓာကိုယ်ကဗိမာန်တော်ဖြစ်တယ်ထိုဘုရားကတင်းရဲ့တက်တာကိုဥဆောင်ကွဲကားသားမှာဖြစ်တယ်။ဒါမှမဟုတ်ကျမ်းစာဖတ်ပြီးဘုရားနဲ့တွာလာဖို့လိုအပ်တယ်။ဟာလေလုယာ။ဘုရားဘာပြောလဲဆိုတော့အသက်ရှင်ဖို့လိုအပ်တယ်။အဲ့တော့ဘုရားကောင်းမြတ်ခြင်းကိုမြည်ဆန်းဖို့ရန်အတွက်နှုတ်ကပတ်တော်အဖြစ်ဘုရားစကားတွေကိုဘုရားကယနေ့တိတောင်းဝင်ယူနေသလိုအများကြီးတွေကဆုတောင်းခြင်းဆိုတဲ့အရာအဖြစ်ဘုရားရဲ့ကောင်းမြတ်ခြင်းဘုရားရဲ့တတ်နိုင်ခြင်းကိုမြည်ဆန်းပြီးတော့မှခံစားပြီးတော့မှထိုရာကိုပြန်လဲချီးမွမ်းသက်သေခံပြီးတင်းရဲ့ဘဝအသက်တိုင်းမပြည့်စုံခြင်းတွေအားလုံးကိုဆုတောင်းခြင်းနဲ့ဖြည့်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်အနေနဲ့မေတ္တာနဲ့ဝေငှတယ်အားလုံးပေါ်သခင်ဘုရားကောင်းကြီးပေးပါစေ။